အားလုံးမင်္ဂလာပါဒီနေ့မှာတော့အေဂရီကတစ်ချပိုးကောင်းတဲ့ဝိတ်ချနီလေးကိုပြောပြပေးမှာဖြစ်တယ်ပေါ့နော်စိတ်ဝင်စားရင်ဗီဒီယိုအဆုံးထိကြည့်သွားပေးပါတစ်ချပိုးကောင်းတဲ့ဝိတ်ချကြီးရဲ့အကြောင်းရင်းကခဏအတိကအကြောင်းရင်းကတစ်အချက်ဇီဝကမ္မလုပ်ငန်းကိုမြင့်တင်ပေးရပေါ့နော်နှစ်အချက်ကခန္ဓာကိုယ်ကယ်လိုရီတွေကိုလောင်ကျွမ်းစေတယ်နံပါတ်3အချက်နဲ့ကြတော့အစိတ်အတောက်ခန္ဓာကိုယ်ကိုစားထားတဲ့အစိတ်အတောက်တွေကိုဖိတ်ရှားပေးတာဖြစ်တယ်ပေါ့နော်ပြီးတော့တစ်ချပိုးကောင်းကိုဘယ်လိုမျိုးဖြောဆက်ပြီးအစီချရမလဲဆိုတဲ့နည်းလမ်းလေးကိုလည်းထပ်ပြီးမျှဝေပေးပါမယ်တစ်ချပိုးကမဟုတ်တစုံကိုယူနွေးပူပူခွက်သေးကိုတစ်ချပိုးကတစုံကိုထည့်မယ်ပြီးတဲ့အခါမှာတမြိုင်နဲ့ငယ်ထည့်မယ်ပြားရည်နဲ့ငယ်ထည့်မယ်ဒါကိုမှွေနှောက်ပြီးတော့မနက်ခင်းမနက်စောပိုင်းကိုတောက်ဖို့လိုအပ်ပါတယ်ပေါ့နော်မနက်ခင်းအစောကြီးကိုတောက်ပေးပါတချို့ဆိုရင်၄ချိန်ငယ်လောက်ကြတယ်၄ချိန်ငယ်မလောက်ခင်မှာအရင်ဆုံးတောက်ပေးရမယ်ပေါ့နော်ဘယ်လိုလူမျိုးလေးတွေကမတောက်တင်ဘူးလဲဆိုတာပါပြပြပေးမယ်ပေါ့နော်ကိုဝင်ဆောင်တဲ့အမျိုးသမီးတွေခလေးနိုးတိုက်မိခင်တွေကနိုးတိုက်မိခင်ကတော့ကိုဝင်ဆောင်အမျိုးသမီးကလုံးဝမတောက်တင်သေးဘူးနိုးတိုက်မိခင်ကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဒီနည်းလက်နဲ့ဝိတ်ချလို့ရပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကအစာအိမ်ယောဂဝေဒနာရှိတဲ့လူတွေကလုံးဝမတောက်တင်မပါဘူးအဲ့တော့အခုလိုမျိုးအင်္ဂလိပ်ပြပြခဲ့တဲ့တစ်ချပိုးကောက်နဲ့ဝိတ်ချနီးတဲ့မှာဆိုရင်တစ်ချပိုးကောက်ကိုအရင်အမှုန်ရှာရမယ်တမြိုင်ညှိရမယ်ပြားရည်ရှာရမယ်အဲ့လိုမျိုးအလုံးရှုပ်တဲ့ဟာတွေကိုလုံးနေအောင်မလားအဲ့လိုလွယ်ကူဒီလိုမျိုးအင်္ဂလိပ်ရောက်နဲ့ရှုပ်ရုပ်တွေလေးကိုပဲမနက်9 ပြည9 ပြတောက်ပြီးတော့ဝိတ်ကိုချကျင်လားအလွယ်စုဆုံးနီးလန်းလေးနဲ့အလုံးလည်းမရှုပ်ဘူးပင်လည်းမပင်ပန်းဘူးဒါလေးကိုရှင်များများလေးနဲ့တောက်ပေးရုံနဲ့ခန္ဓာကိုယ်ကအစီ1 byte အစီကိုလည်းကြစေပါတယ်ရှင်အဲ့တော့ဒီချပိုးကောက်နဲ့ဝိတ်ချမလားရွှေရုပ်တင်လေးနဲ့ဝိတ်ချမလားဆိုတော့ကိုပဲစဉ်းစားရွှေရုပ်တင်လေးကိုမှာယူကြည့်မှာကအေဂရီရဲ့ဖုန်းနံပါတ်969448ကနေဆက်သွယ်မှာယူပါတယ်။ Viber နေလည်းမှာလို့ရတယ်လို့ CV ကနေမှာလို့ရပါတယ်။ TikTok Messenger ကနေလည်းမှာလို့ရပါတယ်ရှင်။အေဂရီကအမျိုးမျိုးအနေနဲ့ကိုအယောင်ငွေချင်နဲ့လည်းပို့ဆောင်ပေးပါတယ်ရှင်။